၃ နှစ်ကြာမှခင်ပွန်းဖြစ်သူလွတ်မြောက်လာတဲ့အတွက်ဘဝအမောတွေပြေးသွားတဲ့မင်းသမီးကြီးနန္ဒာလိုင်ကဲပရိသတ်ကြီးတို့ရေခင်ပွန်းဖြစ်သူဦးစေတီဟာလွတ်မြောက်လာမှုကြောင့်အတိုင်းမသိဝမ်းသာပျော်ရွှင်နေတာကတော့မင်းသမီးကြီးနန္ဒာလိုင်ပဲဖြစ်ပါတယ်။နန္ဒာလိုင်ဆိုတာကတခေတ်တခါကအောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမအနေနဲ့အိမ်ထောင်ကြပြီးနောက်ပိုင်းရုပ်ရှင်လောကကနေထွက်ခွာသွားခဲ့ရဖြစ်ပါတယ်။အခုလိုမျိုးရောတရက်ထွက်ခွာခဲ့ရကလည်းခင်မွန်ဖြစ်သူကဇေကဘာဦးခင်ရွှေရဲ့သားဖြစ်ပြီးတော့ဇေကဘာလုပ်ငန်းစုရဲ့အမွေဆက်ခံခွင့်ရရှိမဲ့သူတယောက်ဖြစ်တာကြောင့်ပါမင်းသမီးကြီးနန္ဒာလိုင်နေနဲ့ချမ်းသာတဲ့ခရိုနီတထေးကြီးတယောက်ရဲ့ဇနီးဖြစ်ပေမဲ့ပေါ်ပေါ်တင်တင်ကြွားလုံးထုတ်ခြင်းအလင်းမရှိခဲ့တဲ့တဦးရေတော်မင်းသမီးတစ်လက်ဖြစ်ပါတယ်ခင်မွန်ဖြစ်သူဦးစေတီဟာအနေနဲ့စိုက်ဘာဆက်သွယ်ရေးဥပဒေနဲ့ဖမ်းဆီးထိန်းချုပ်ခံခဲ့ရပြီးတော့ထောင်ဒဏ်6နှစ်ကြာခံခဲ့ရတာဖြစ်ပါတယ်ဦးစေတီဟာနဲ့အတူ MAB ဘန်နဲ့ဒန်ကိုအုပ်စုရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးချစ်ခိုင်ကလည်းမန္တလေးအိုးဘိုအကျဉ်းထောင်ကနေယနေ့ဧပြီလ12ရက်နေ့မနက်ပိုင်းမှာလွတ်မြောက်လာခဲ့ရဖြစ်ပါတယ်။ဒီလိုလွတ်မြောက်လာတဲ့ပုံမှာမင်းသမီးနန္ဒာလိုင်နဲ့သားသမီးတွေကတော့ဝမ်းသာမစွာဖြစ်နေပြီးတော့ post လေးတင်ကလူမှုကွန်ရက်ကိုအသိပေးခဲ့တာဖြစ်ပါတယ်။သူတို့လွတ်မြောက်လာတဲ့သတင်းကြောင့်တနိုင်ငံလုံးအံ့ဩဝမ်းသာပေးနေကြပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးကရော၃နှစ်ကြာမှခင်ပွန်းဖြစ်သူဦးစေတီဟာလွတ်မြောက်လာတဲ့ပုံမှာမှတ်ချက်လေးတွေပေးသွားခဲ့ကြပါအောင်ရှင်။